Fabrizio Romano ရဲ့နောက်ဆုံးရသတင်းတွေအရ Manchester United ဟာကမ္ဘာအဆင့်မီနီးပြတအုပ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီမယ်လက်ရှိမှာတော့ယာယီနီးပြ Michael Carrick ကိုပဲအတီးခန့်ဖို့လားလာပို့များနေပါတယ်။ United စီမံခန့်ခွဲမှုပိုင်းနာထိပ်သီးပုဂ္ဂိုလ်အချို့ဟာ Luis Enrique ကိုအသင်းရဲ့နီးပြသစ်အဖြစ်ခန့်အပ်ဖို့အလွန်အမင်းစန္ဒရှိနေကြပါတယ်။ Enrique ဟာပြီးခဲ့တဲ့ရာသီက PSG အသင်းနဲ့အတူစုပလား၄လုံးစုခူးပေးထားတယ်လို့ဘာစီလိုနာမှာလည်းဖလား၃လုံးရယူခဲ့မှုတဲ့ဝါရင်နီးပြတဲ့ဦးပါ။အပြောင်းလဲ United ဘက်ကသူ့ကိုသဘောကျနေတာမှန်ပြီမယ်။ Enrique ကိုယ်တိုင်ကတော့ PSG အသင်းမှာပဲစာချုပ်တက်ချုပ်ဆိုဖို့နီးစပ်နေပြီလို့ Romano ကအတည်ပြုထားပါတယ်။ Michael Carrick အမြဲတမ်းနီးပြထက်လာမလား။ Enrique အနေနဲ့ Paris မှာပဲဆက်ရှိနေဖို့များနေတာကြောင့် United ရဲ့အမြဲတမ်းနီးပြရာထူးဟာ Michael Carrick စီကိုပဲရောက်ရှိလာဖို့ရှိနေပါတယ်။ယုံကြည်မှု United ဘိုးဘွယ်ဟာ Carrick ရဲ့လက်ရှိစွမ်းဆောင်ရည်အပေါ်အလွန်ကျေနပ်နေပြီးသူ့ရဲ့အရေးချင်းကိုတန်တရားမရှိတော့ဘူးလို့သိရပါတယ်။ Romano ရဲ့အဆိုအရUnited အတွင်းပိုင်းမှာ Enrique ကိုလိုချင်တဲ့လူတွေရှိနေတာမှန်ပေမဲ့လက်ရှိအချိန်မှာတော့ Enrique က PSG နဲ့ပဲအာရုံစိုက်နေပါတယ်။ဒါကြောင့် Carrick အတွက်အခွင့်အရေးပိုသာသွားတာပါလို့ဆိုပါတယ်။သုံးသက်ချက် United ဟာ Enrique လိုနီးပြမျိုးကိုတိတ်တိတ်ဆိတ်မျိုးလက်နေစေထပ်ပေမဲ့လက်တွေ့မှာတော့အသင်းကိုကောင်းကောင်းထိန်းချောင်းပေးနေတဲ့ Carrick ကိုပဲရာသီကုန်မှာအတီးပြုခန့်အပ်ဖို့ပိုထစ်လာနိုင်ခြေရှိနေပါတယ်။ပေါ်တာတို့ရော Carrick ကိုကြိုက်ကြလား။ခြေပေးခဲ့ကြအောင်အားလုံးပဲ good luck